ဒီလိုမျိုးတွေစာအုပ်တွေမှာကပ်ပြီးတော့ manifest လုပ်ခဲ့ရဖို့တော့လာဖို့အတွက်ပြီးရင်ဒီ notebook တွေမှာဆိုလို့ရှိရင်လည်းတင်တန်းတက်နေတဲ့အချိန်ဆိုတော့လေအဲ့ schedule တွေနဲ့အပြည့်အဲ့လိုရေးထားပါတော့စာလုပ်ဖို့အတွက်ဆိုပြီးတော့အသေးအသေးနောက်ပြီးတော့ visa ရသွားတဲ့ဘယ်လိုပြော visa ရှောက်ရတော့မယ်ဆိုတဲ့အချိန်မှာဆိုလို့ရှိရင်လည်းငါအဲ့ချိန်ကစပြီးစဉ်းစားပါတော့ဘာတွေထည့်သွားမယ်ဘာတွေယူသွားမယ်ဘာလုပ်မယ်ဆိုပြီးတော့အဲ့လိုမျိုးစဉ်းစားပြီးတော့ဒီလိုမျိုး list တွေနဲ့ရေးထားပြီးရှိရပေါ့နော် visa တွေပြန်ရနေတဲ့အချိန်ဖြစ်တယ်ပေါ့နော်တကယ်သတင်းကောင်းကြားရတဲ့အချိန်တွေလည်းဖြစ်တယ်ဆိုတော့အဲ့အခါမှာဘာတွေမေးကြလဲဆိုတော့ဘယ်လိုတွေပြင်ဆင်ရမလဲပေါ့နော်ဖင်လန်ကိုဝင်ဖို့အတွက်ဥပမာဘာတွေတည်လာရမလဲဘာတွေလုပ်လာရမလဲကြိုတင်ပြီးတော့ပေါ့နော်ဒီလိုတွေမေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုလုပ်လိုက်ရဖြစ်ပါတယ်ဒီကိုရိုင်းဒါအဲ့ချိန်တော့မဟုတ်ဖေးနဲ့အခုအချိန်မှာပေါ့နော်ဒါလုံးဝအသက်တရအနေနဲ့ပြန်လာရမယ်ဆိုလို့ရှိရင်ဘာတွေပြင်ဆင်လာရမလဲဘယ်လိုဟာတွေကိုကြိုပြီးတော့လုပ်လာမလဲဆိုတာကိုဒါ ultimate လို့ပြောပြပေးသွားချင်ပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာကကြတော့ဒါ general ပေါ့နော်အကုန်လုံးပြင်ဆင်တဲ့ဟာတွေလိုအပ်ပြီးတော့ယူလာတဲ့ဟာတွေကိုထည့်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အခု visa ရသွားတဲ့သူတွေအခုရပါအရင်များရပေါ့နော်ဆိုတော့ကိုကဟိုမှာတောင်းဖွင့်တဲ့တောင်းလည်းဖွင့်နေပြီးဘယ်လိုပြောမလဲကြိုပြီးတော့ဟိုလိုအရင်ကြီးပြင်ဆင်ရမယ်ပြင်ဆင်ချိန်မရှိတော့ဘဲနဲ့ပေါ့နော်လက်တလောလာတော့မယ်ဆိုတော့ဒီယူတဲ့နာတွေယူဖြစ်လာအောင်လို့ရဒီဘယ်လိုပြောမလို့မလိုအပ်တာတွေဆိုလို့ရှိရင်ဒါမယူဘဲနဲ့ခြံခဲလို့ရအောင်လို့ပေါ့နော်ဒါလေးကိုဒီဗီဒီယိုလေးကိုလုပ်လိုက်ရတာဖြစ်ပါတယ်ဒါဆိုရင်ပထမဦးဆုံးနံပါတ်1အနေနဲ့အရေးအကြီးဆုံးကတော့ဒီမှာကယာတီဥရုကကိုရီလာမဲ့ကိုရီနေခဲ့တဲ့နေရာနဲ့လုံးဝမတူးပေါ့နော်စန့်ကျင်ဘက်အပူနဲ့အေးဆိုတော့ယာတီအပြောင်းလဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တခုခုယာတီဥရုကြောင့်ဖြစ်တဲ့effect ဖြစ်မှာပဲပေါ့နော်ဥပမာနှာမွန်ချောင်းဆိုတာအဲ့လိုဆိုပထမဦးဆုံးအရေးကြီးတာဆေးယူလာခဲ့ဖို့အရေးကြီးပါတယ်ဆိုတော့ကိုနဲ့လာချင်းယူလာတဲ့အခါမှာအရင်ကြီးပြဿနာမရှိဘူးပေါ့နော်ဆေးရည်ကလေအဲ့လိုမဟုတ်ဖဲနဲ့တခြားကာကိုတွေပိုင်းနဲ့ပို့တယ်ဆိုလို့ရှိရင်တော့ဆေးရည်ကတိတ်ပြီးတော့ပို့လို့မရဘူးလို့ကြားတယ်ဒါကြောင့်မို့လို့ကိုတခါတည်းလာတဲ့ကကိုပုံမှန်တောက်နေကြဆေးရည်ရှိရဆိုယူလာခဲ့ပါပြီး main ကလေးတွေအထူးသဖြင့်ပေါ့နော် main ကလေးဆိုလို့ရှိရင်ဒါပုံမှန်menstruation ဖြစ်တဲ့အခါမှာ period ဖြစ်တဲ့အခါမှာဒါတစ်လတစ်ခါပေါ့နော်အဲ့လိုဘိုက်အောက်နာတွေကြိုက်တက်တာတွေဖြစ်တယ်အဲ့လိုဆိုတော့အဲ့လိုမျိုးဒီအကြိုက်ခဲပျောက်ဆေးပေါ့နော်ဒီစောင့်ထားတင်နေထင်လို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာလေးယူလာခဲ့ပါဒီမှာနည်းနည်းရှာဝယ်ရတာခက်တယ်ပေါ့နော်ခက်တယ်ဆိုတာဈေးကြီးတာရယ်နောက်တစ်ခါကျတော့အလွယ်တကူဝယ်လို့မရတာတွေပေါ့နော်နောက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်မြန်မာမှာတုံးတဲ့ဥမာအစာကြေးဈေးတို့ရက်စားတို့ပရုပ်စီကတော့ဒီဖင်လန်မှာတော့ဝယ်လို့လွယ်တယ်ဒါပေမဲ့ဈေးကြီးခဲ့ပေါ့နော်အာရှဆိုင်တွေမှာဆိုရင်ဝယ်လို့ရတယ်မယ်ဈေးကြီးအဲ့လိုဆိုတော့အဲ့လိုမျိုးပရုပ်စီရက်စားပြီးရင်တန်ဂျီလိန်စီတို့အဲ့လိုမျိုးဟာတွေယူလာခဲ့ပါနောက်တစ်ခုမျက်စင်းပေါ့နော်အဲ့ဒါလေးတွေယူလာခဲ့ပါကိုကမျက်မှန်ပါဝါတမားဆိုလို့ရှိရင်လေဒါမျက်မှန်အချိန်ရရဆိုလို့ရှိရင်တစ်ခေါက်ပြန်ပြီးတော့ဆက်လာခဲ့ပေါ့နော်အမှန်တမ်းပြောမယ်ဆိုတော့ဒီမှာမျက်မှန်စစ်တိုင်းမျက်မှန်လုပ်တာကြီးအရင်ကြီးတော့ဈေးကြီးနေရမဟုတ်ဘူးပေါ့နော်လွယ်ပါတယ် booking လုပ်ပြီးတော့သွားလိုက်ရုံပဲစမ်းသက်ခအခမဲ့တင်တယ်မျက်မှန်ခိုင်းကားနဲ့အဲ့လိုမှန်ကပဲပေးရတာပေါ့နော်သွားပြီးတော့စမ်းသက်မယ်ဆိုရင်တော့အရင်ကြီးစိမကြည့်ပါဘူးဆိုတော့ဒါကပါဝါဆင်းခါကမပေးရဘူးပေါ့နော်ဆိုတော့ဒါကပထမအဦးဆုံးအနေနဲ့ကျန်းမာရေးအတွက်ယူလာရမယ်ဟာနောက်တစ်ခုကကြတော့အစားအသောက်ပေါ့နော်အစားအသောက်ကအရင်တုန်းကတိတ်ပြီးတော့အာရှစာရေးတိတ်ပြီးမများဘူးလို့ပြောလို့ရတယ်ဒါပေမဲ့အခုနောက်ပိုင်းပေါ့နော်ကြံခဲ့တဲ့နှစ်ဝက်လောက်ကစပြီးတော့လေအရန်ထိုင်းစာတွေတရုတ်စာတွေပို့ပြီးတော့တရုတ်စာတွေငကိုရရှိပါတယ်ထိုင်းစာတွေပို့ပြီးတော့များလာပြီပေါ့နော်အဲ့လိုမျိုးအမားတို့လိုအာရှဘက်ကလူတွေများလာတာအာရှဘက်ကလူတွေများလာလို့ထင်တယ်ဆိုတော့အစားတောက်မှာဆိုရင်ဒီမှာလုံးဝရှာဝယ်လို့မရကိုရီမြန်မာကြီးကြိုက်တဲ့အစားတောက်ဆိုလို့ရှိရင်ငပိရည်ရဲ့လက်ဖက်နဲ့အကြော်ရဲ့အဲ့လောက်ပဲရှေ့ကြံတဲ့လေဥပမာပဇွန်ချောက်တို့ငချောက်လည်းမတွေ့မိဘူးပေါ့နော်ဒါပေမဲ့အဲ့လိုပဇွန်ချောက်တို့ပြီးလို့ရှိရင်ငပိထောင်းတို့ငရုတ်သီးမှုန့်တို့အဲ့လိုတွေကအစဒီမှာတွေ့ရတယ်ပေါ့နော်အဲ့လိုဆိုတော့အရင်ကြီးရှားနေရမဟုတ်ဘူးအဆင်ပြေရဲဝယ်ရချင်ရတာဒါပေမဲ့ကိုနေရဲ့မြို့ကတော့အရင်ဒီမြို့ကြီးနဲ့မနီးဘူးအရင်တည့်ရဆိုလို့ရှိရင်တော့လေအာရှစာနည်းနည်းတော့ရှားမယ်ပေါ့နော်ဒါပေမဲ့ပုံမှန်လိုမျိုးမြို့ဆိုလို့ရှိရင်တော့အာရှဆိုင်တွေရှိလို့ရှိရင်ဝယ်ရတာလွယ်ပါတယ်အဲ့လိုဆိုတော့အစားတောက်နဲ့ပတ်သက်ပြီးတော့ဆိုရင်ခုနပြောသလိုပေါ့နော်ဒီမှာလုံးဝဝယ်လို့မရတဲ့လက်ဖက်တို့အကျော်တို့ရဲ့ပြီးလို့ရှိရင်ငပိရေကြိုက်တယ်ဆိုငပိရေအထုပ်လေးပေါ့နော်ကျူကျူမွေးထုပ်လေးအဲ့လိုမျိုးဟာလေးတွေတည်လာခဲ့ပေါ့နော်ငပိရေမစားရတော့ကိစ္စမရှိဘူးဒီမှာထိုင်းငပိရေတော့ရတယ်အဲ့လိုဆိုတော့အစားထုတ်ပြီးတော့စားလို့ရပါတယ်ဆိုတော့အစားတောက်ကအရင်ကြီးဟိုလိုအပ်ပြီးတော့ဟိုလိုမျိုးရှားနေရမဟုတ်ဘူးပေါ့နော်အာရှစာကြီးတော်တော်များများဝယ်ရတာလွယ်ပါတယ်ပြီးရင်အခုနောက်ပိုင်းပေါ့နော်အာရှဆိုင်မှာမဟုတ်ဘူးသူတို့ဒီ
ဘယ်လိုပြောမလဲသူတို့ရဲ့ဂုံတိုက်တွေဖြစ်တဲ့ဥပမာဒီရောက်ရင်တွေ့ရမယ်ပေါ့နော် Prisma တို့ S Market တို့ K Market တို့မှာကအစအာရှနဲ့ပတ်သက်တဲ့အစားအသောက်တွေတင်ထားတွေ့ရတယ်ဥပမာခောက်ဆွဲကြောက်ထုတ်တွေမမားထုတ်တွေပြီးကိုရီးယား noodles တွေ tteokbokki အဲ့လိုမျိုးကြီးစုံစုံလေးနဲ့အရင်တော့မချိဘူးပေါ့နော်ရောက်ခါကြမှာလုံးဝမတွေ့ဖြစ်ဘူးအာရှဆိုင်မှာပဲရိုက်တယ်လို့ဟာရဒါပေမဲ့အခုနောက်ပိုင်းဆိုလို့ရှိရင်အဲ့လိုသူတို့ရဲ့ market တွေမှာအစားတင်လာကြရပေါ့နော်အဲ့လိုဆိုအာရှစာတွေကပုံမှန်ထက်အရင်တော့ထက်ဆိုလို့ရှိရင်တော်တော်လေးတွင်ကျပြီးတော့ပေါ်လာတယ်လို့ပြောလို့ရတယ်ဆိုတော့အစားအသောက်နဲ့ပတ်သက်ပြီးအရင်ကြီးစိတ်မပူနေပေါ့နော်အဆင်ပြေနောက်တစ်ခါကျတော့အဝတ်စားပေါ့နော်အဝတ်စားကြတော့လေဒီ experience ကိုအခြေခံပြီးပြန်ပြမယ်ဆိုရင်အများကြီးတင်မလာစေချင်ဘူးပေါ့နော်ကိုတော့ဆိုလို့ရှိရင် luggage လေးအိတ်လောက်တဲလာပြီးတော့လေအဲ့ဒီလေးအိတ်မှာနှစ်အိတ်လောက်ကအဝတ်အစားကြီးပဲဒါပေမဲ့ဒီရောက်တော့အဲ့ဒီပါလာတဲ့နှစ်အိတ်လုံးကအသုံးဝင်လာဆိုတော့ကိုယ့်အတွက်အသုံးဝင်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီမှာ tips လေးတစ်ခုပြောပြပေးခြင်းပါတယ်ဒီမှာကဒီအလွန်ဆုံးပေါ့နော်အေးတယ်ဆိုလို့ရှိရင်လေရ4ထပ်လောက်ဝတ်တယ်ပုံမှန်တောင်ပိုင်းမြက်ချမ်းမှာဆိုရင်3ထပ်လောက်ဝတ်တယ်ပေါ့နော်အဲ့လိုဆိုတော့အဲ့ဒီအတွက်စဉ်းစားပြီးတော့ပဲတည်လာခဲ့ပါတခြားမလိုအပ်တဲ့ဟာတွေမယူလာနဲ့ပေါ့နော်ဘယ်လိုမျိုးဝတ်လဲဆိုတော့ပုံလေးတွေနဲ့ပြထားပြီးမယ်ပေါ့နော်ဒီမှာသူကဘယ်လိုဝတ်လဲဆိုတော့အထဲမှာဒါနောက်ဆုံးဒီsorryအသားနဲ့ကတ်နေရဲ့အသားကတ်လိုပုံစံမျိုးလက်ရှိပေါ့နော်အဲ့လိုမျိုးဟာဝတ်တယ် basic ဟာပေါ့နော်ပြီးလို့ရှိရင်အပေါ်ကနေ sweater တပတ်မဟုတ်လဲ hoodie တပတ်မဟုတ်လဲ cardigan ပေါ့နော်အဲ့လိုမျိုးလက်ရှိအဲ့ဒီအောက်ကဟာကိုအတွင်းခံအနေနဲ့ထားပြီးအဲ့လိုမျိုးလက်ရှိကိုဝတ်တယ်ဝတ်ပြီးသွားတဲ့အခါမှာမှဘာဝတ်လဲဆိုတော့အပေါ်ကနေပြီး winter coat winter jacket တပတ်မဟုတ်လဲလေကာပြီးရဲ့ဒီရဲ့ buffalo ဟာမျိုးဝတ်ကြရပေါ့နော်ဆိုတော့ပြောမယ်ဆိုရင်တော့ generally အဲ့လိုမျိုးအထက်အဲ့လိုလုပ်ပြီးတော့ဝတ်တယ်ပြီးလို့ရှိရင်ထင်တတ်တယ်ပေါ့နော်ယာတီရုကအေးရဖြစ်တဲ့အတွက်ကြောင့်မလို့တောက်လျှောက်လုံးကိုကဒီလိုမျိုးထူထူကြီးဝတ်ထားမယ်လို့ထင်တတ်တယ်အဲ့လိုမဟုတ်ဘူးအစာဦးတွေထဲမှာဆိုလို့ရှိရင်အဲ့လောက်ကြီးဝတ်ထားစရာမလိုဘူးအပေါ်ကဒီဒုတိယအဆင့်လောက်ထိမှာပဲရက်လိုက်လို့ရတယ်အောက်ကတစ်ထပ်ပါမယ်ပြီးအပေါ်ကနေပြီးတော့ဟူဒီရဲ့ဒါမှမဟုတ်လဲကာဒီဂန်ခုနလိုမျိုးပေါ့နော်ဆွဲတယ်လောက်ပဲရက်လိုက်လို့ရဘာလို့ဆိုတော့ဒီရထားတွေအဲ့လိုမျိုးအစာဦးတွေအကုန်လုံးတိုင်းမှာအပူပေးဆက်တွေရှိရပေါ့နော်ဆိုတော့ကိုကအမြဲတမ်းကြီးအပေါ်ကနေပြီးတော့ထူထူထဲထဲ jacket ကြီးကိုဝတ်ထားစရာမလိုဘူးဆိုတော့ပြောချင်တာကလေအဲ့လိုမျိုး jacket တွေကိုဝယ်တဲ့အခါမှာကင်ကြည့်ပေါ့နော်အသားကကောင်းပြီးတော့ဒီအရန်ကြီးလဲ weight များမနေတဲ့ဟာမျိုးကိုဝယ်ပါအဲ့လိုမဟုတ်ဘဲနဲ့ထူထူဖြစ်နေရဲ့အော်စိတ်ထဲမှာထူတော့ပို့ပြီးတော့လေးလုံးနဲ့အေးတန်တက်တာရေးဆိုပြီးတော့ထင်ပါဆိုလို့ပေါ့နော်ဘယ်လိုပြောမလို့ဘာဖြစ်တယ်လဲဆိုတော့လေကိုယ့်အတွက်လေးပြီးတော့တက်တောင့်တက်တာမရှိဘူးဖြစ်တတ်တယ်အဲ့ဒီခါမှာနေရထိုင်ရလဲအဆင်မပြေဘူးပေါ့နော်ဆိုတော့ဒီအောက်က basic ရဲ့ပြီးအပေါ်ကနေထပ်ဝတ်မဲ့ဆွဲတဲ့ hoodie အစ်စ်မှာလှလှလေးဝယ်ပေါ့နော်ဥပမာ cardigan ဆိုလို့ရှိရင်လည်းရောင်စုံလက်ရှိလေးပဲဖြစ်ဒါမှမဟုတ်လဲအဲ့လိုတိုးမွေးဆွဲတဲ့လေးပေါ့နော်အဲ့ဒါလေးတွေကအမြဲတမ်းဒါကိုကျောင်းစာတင်ခန်းထဲမှာဆိုလို့ရှိရင်လည်းကိုကအပေါ်ကဟာတွေမဝတ်ဘူးလေနော်ချွတ်ထားပြီးတော့အဲ့ဒီcardigan အစ်စ်ဆွဲတဲ့အစ်စ်မှာပဲထားမှာဆိုတော့အဲ့နေရာလေးကိုပဲလှလှလေးရွေးပြီးတော့ဝယ်အထက်က basic ကလည်းလှကြမလို့ဘူးအပြင်ကဟာကလည်းကိုယ့်အတွက်တက်တောင့်တက်တာရှိပြီးတော့လေးလုံးမဲ့လို့ရှင်ရတယ်ပေါ့နော်ဟိုလိုမျိုးအရင်ထူပိန်းနေရကြီးဝတ်မယ်ဆိုလို့ရှိရင်တက်တောင့်တက်တာမရှိဘူးနေရတာလည်းအဆင်မပြေဘူးအဲ့ဒါကြောင့်မလို့ပါနောက်တစ်ခုကကြောက်ပါလေဆိုတော့ကိုယ့်အတွက်ဒီသူက2ဆင့်3ဆင့်ဝေးရဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ပုံမှန်ဒီအသားနဲ့ကတ်နေမဲ့အသားကတ်အင်ဂျီကလွဲပြီးတော့ကျင်းတဲ့အပေါ်ကထပ်ဝတ်မဲ့ဟာတွေအတွက် layer တွေအတွက်ကိုပုံမှန်ဝတ်နေကြ size တက်တစ်ဆိုင်ပို့ပြီးတော့ဝယ်ပါဥပမာကိုက small weight တယ်ဆို medium ဒါမှမဟုတ်လေ large ပေါ့နော်အဲ့လိုမျိုးတစ်ဆိုင်နှစ်ဆိုင်ပို့ပြီးတော့ဝယ်ပါအဲ့ဒီခါမှာအောက်ကကိုက layerဝတ်လိုက်တဲ့အခါမှာအပေါ်ကကိုကကြီးဝယ်ထားတော့အဆင်ပြေသွားတယ်ပေါ့နော်အဲ့လိုမျိုးပဲနဲ့ပုံမှန်ဝတ်နေကြ size ပဲဝယ်မယ်ဆိုလို့ရှိရင်အထက်ကနေကိုက2ထပ်လောက်ခံဝယ်ထားတယ်ဒါဆိုကိုကအပေါ်ကဒီအပြင်ထက်တဲ့ဟာကလည်းပုံမှန် size ပဲဆိုရင်ကြက်ပြီးတော့ဘလို့မနေရအဆင်မပြေဘူးပေါ့နော်အဲ့ဒါလေးက tips တစ်ခုပါအဲ့ဒါကိုမသိခဲ့ပဲနေပေါ့နော်အရင်တော့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲပုံမှန်ကိုဝတ်နေကြအတိုင်းပဲဝယ်ဖြစ်တာများတယ်ပေါ့နော်ဆိုတော့မလိုအပ်ဖ ೇನೆ အဲ့လိုမျိုး waste တွေဖြစ်ကုန်ပါတယ်ဒါကြောင့်မလို့ဒီဟာလေးကိုပြောပြပေးရပါဆိုတော့နောက်တစ်ခါကျတော့အောက်ပိုင်းပေါ့နော်အောက်ပိုင်းဒီ bottom ပိုင်းကကျတော့ဒါအထဲကအသားက heatage ဘောင်းပြီးရပြီးအပေါ်က jeans ရဒါမှမဟုတ်လေsweat pants ရပေါ့နော်အဲ့လိုမျိုးပဲဝတ်ကြတာများပါအဲ့လိုဆိုတော့အောက်ပိုင်းကတော့တူတူဘာမှပြောစရာတိတ်မရှိပါဘူးအဲ့လိုဆိုတော့အဝတ်စားကိုပြောရမယ်ဆိုလို့ရှိရင်တဲလာမယ်ဆိုလို့ရှိရင်ကိုပုံမှန်ဝတ်မဲ့ဥပမာခုနပြောသလိုပေါ့နော် layer ဆိုလို့ရှိရင်3ဆင့်ပေါ့3ဆင့်ဝတ်မယ်4ဆင့်ဝတ်မယ်ဆိုတော့အဲ့ဒီဟာအတွက်ကိုတေချာလေးဘယ်လိုပြောမလို့ဒီလိုမျိုးဝတ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အောက်ဆုံးကလေရပြီးအပေါ်ကဆွဲတိုက်တာဝတ်မယ်အပေါ်ကဒီလေကအင်ဂျီကထားဝတ်မယ်အဲ့လိုမျိုးပေါ့နော်လေကအင်ဂျီကလည်းအပေါ်ဆုံးကထပ်ဝတ်မဲ့ winter jacket ကလည်းအများကြီးဝယ်စရာမလိုဘူးကိုမှ2ထည့်3ထည့်လောက်ရှင်အဆင်ပြေပြီပေါ့နော် तू ကအေးထန်ကိုအများဆုံးခံရမယ့်ဟာရာဒီရုထန်အများဆုံးခံရမယ့်ဟာဆိုတော့အများကြီးရှိနေတဲ့အပေါ်ပဲမြဝတ်လေမြကိုမှရှိထားလေဘယ်လိုပြောမလို့တင်းရတာခက်လေးပဲပေါ့နော်ထူထူထဲထဲရေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုဆို2ထည့်3ထည့်လောက်ဆိုအဆင်ပြေပြီဆိုတော့အထဲကဆွဲတယ်လောက်ပဲလှတာလေးတွေများထဲလဲဝတ်လို့ရမယ့်ပုံစံလေးတွေဝယ်ခဲ့ပေါ့နော်ဆိုတော့အမတို့ကဆိုလို့ရှိရင်အဲ့အပေါ်ကလေကာတွေကိုပဲ4-5ထည့်လောက် तू ကလေထိုးထားတဲ့ဟာမျိုးတွေဆိုလေဖောင်းအင်ဂျီတွေဆိုတော့လေပြောမယ်ဆိုရင်
နေရာယူပြီးတော့တဲရတာအရင်များနေရပေါ့နော်တကယ်အသုံးဝင်လားဆိုတော့အသုံးဝင်ကိုကိုအပြင်မှာထုတ်ဝစ်ဖြစ်နှစ်ထည်လောက်ပဲထုတ်ဝစ်ဖြစ်တယ်ပေါ့နော်အခုချိန်ထိအောင်ပါလေဒါကြောင့်မို့လို့အဲ့ဒါတွေကိုမလိုအပ်ဖ ೇನೆ မဝယ်ဘဲနဲ့တကယ်လိုအပ်မဲ့ဟာမှာပဲဝယ်လာပါလို့ပြောချင်တယ်နောက်တစ်ခုကကျတော့ shoes ပေါ့နော် shoe ကကျတော့လေဒီမှာတွေ့ရများတယ်ကိုတိုင်းလည်းပုံမှန်အားဖြင့်ဆိုလို့ရှိရင်sneaker လောက်ပဲစီးရပေါ့နော်အရင်ကြီး slip ဖြစ်တော့မှပဲဒီ winter boots တွေပါစီးဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့2ရန်လောက်ပဲတည်လာခဲ့ပါအိမ်ထဲမှာစီးမဲ့ slipper 1ရန်ရယ်3ရန်ပေါ့နော်ပြောမယ်ဆို slipper 1ရန်ရယ်ကိုပုံမှန်စီးနေကြ sneaker တက်ဖြစ်မဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးရယ်ပြီးရင်တော့ဒါဆောင်းတွင်းအရင်ကြီးနှင်းကြတဲ့အခါမှာပေါ့နော်ခြေထောက်တွေsneaker ဆိုလို့ရှိရင်မလုံဘူးလေနော်နှင်းနေပါတယ်မလုံဆိုတော့အဲ့ဒီအခါမှာစီးလို့ရမယ် winter boots ရယ်ဝယ်ချင်းဝယ်လာပါမဝယ်ဘဲနဲ့ဒီရောက်မှဝယ်လေအဆင်ပြေပေါ့နော်အဲ့လိုမျိုးဒီနိုင်ငံအေးရနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့လေသူ့နိုင်ငံမှာဝယ်ရမယ့်အသုံးဆောင်တွေဘာတွေကသူကနေသူ့ဈေးနဲ့သူ့ညာနဲ့သူရှိပြီးသားပေါ့နော်ဆိုတော့အဲ့ဒါကိုအမကြီးစိတ်ပူပြီးတော့ပေါ့နော်ကနေပြီးတော့ပဲမလာခင်လေးကနေအများကြီးဝယ်လာကြမလို့ဘူးပတ်စံလဲကုန်နေတရားတာလဲပြင်မဲနေပြီးလို့ရှိရင်ဒီမှာဝစ်နေတဲ့ trend နဲ့ကိုဝယ်လာတဲ့ဟာတွေကလည်းကြိုက်ချင်မှကြိုက်တယ်ပေါ့နော်ဒီမှာဝစ်တဲ့ပုံစံတစ်မျိုးကိုဝယ်လာတဲ့ပုံစံတစ်မျိုးဆိုလို့ရှိရင်ကိုကအသက်ထက်လို့ချင်ပါပဲအဲ့လိုဆိုတော့ပတ်စံအလကားကုန်နေအဲ့ဒါကြောင့်မို့လို့နော်အလိုအဆုံးဖြစ်မဲ့ဟာလောက်ပဲတည်လာခဲ့ပါကျန်တဲ့ဟာတွေကဒီမှာထပ်ပြီးတော့ဝယ်လို့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီ skin care ဘိုင်းပေါ့နော် skin care ကတော့ဒါယောက်ျားလေးရောမိန်းကလေးရောလုပ်ရမှာပါဒီမှာအရင်အေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်မဟုတ်ရင်အသားတွေကွဲပြီးတော့6တာရီနှခမ်းနေဆိုလို့ရှိရင်လည်းအဲ့လိုကွဲပြီးတော့6တာရီဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ moisture အများဆုံးပေးမဲ့ဟာမျိုးယူလာခဲ့ပါတစ်ခုနှစ်ခုလောက်ဆိုရပြီပေါ့နော်အရင်ကြီး panic ဖြစ်ပြီးတော့တည်လာကြမလို့ဒီမှာဝယ်ရတာအဆင်ပြေပါတယ်နောက်ပြီးတော့ចောင်းသုံးပစ္စည်းပေါ့နော် stationery ကလေဒီမှာအပြင်မှာတောင်းဝယ်မယ်ဆိုရင်ဈေးကြီးရဆိုပြီးမဲ့ចောင်းတွေမှာသူတို့ free ထားပေးထားရပေါ့နော်ဘော့ဘင်ဆိုလဲဘော့ဘင်ခဲပြက်ဆိုလဲခဲပြက်သူကတော့စာအုပ်မတုံးပုံမှန်လို့စာရွက်ကလေးပေါ့နော် A4 စာရွက်မျိုးတွေပါတယ်အဲ့လိုမျိုးတွေစာသင်ခန်းထဲမှာထားပေးတယ်ဆိုတော့ကိုယူသုံးလို့ရတယ်အိမ်ယူသွားလဲရတယ်ဘာမှမဖြစ်ဘူးပေါ့နော်အဲ့လိုဆိုတော့ stationery လဲအများဆုံးယူလာစာအုပ်တော့ဘော့ဘင်တစ်ချောင်းပေါ့နော်အဲ့လောက်တော့တည်လာခဲ့ပါဒါပေမဲ့အရင်ကြီးစောက်တီလေးငါအုပ်တရားမျိုးတွေပါညာဘာမှလုပ်เสียမလို့ပါဘူးနောက်ဆုံးတစ်ခုနောက်စာခတ်ပေါ့နော်ဆိုတော့ကိုကထိုင်းကဘန်ကတ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲမြန်မာမှာဆိုလို့ရှိရင် UAB card ပေါ့နော်ကျန်တဲ့ card တွေတော့မပြောတတ်ဘူးUAB card ကတော့ဒီမှာစချင်းရောက်တုန်းကသုံးလို့ရတယ်ပေါ့နော်အခုတော့ဆက်မသုံးဖြစ်တော့ဒီကဘန်ကတ်ရသွားဆိုတော့လေဘာလို့လဲဆိုတော့ဒီမှာတချို့နေရာတွေပေါ့နော်ဥပမာကိုကမှတ်ပုံတင်ရုံသွားတာတို့ DVB ရုံသွားတာတို့တချို့နေရာတွေမှာဆိုရင် cash ပေါ့နော်ပတ်စံပေးလို့မရဘူးအရွက်ဆိုတော့အဲ့လိုမျိုးကတ်နဲ့300ဘန်ကတ်နဲ့ဆိုတော့ဒီကိုရက်ရောက်ချင်းမှလည်းဘန်ကလုံးလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးဒီ international သုံးလို့ရတဲ့ visa card တစ်ခုယူလာခဲ့ပါလောက်လာခဲ့ပါပေါ့နော်ကိုနာမည်နဲ့မဟုတ်ဘဲနဲ့ကိုအဖေနာမည်အကိုနာမည်နဲ့လည်းရရကိစ္စမရှိဘူးဒီကကိုမှာ cash ရှိပြီး passport ရှိနေရင်သုံးလို့ရပါတယ်ဆိုတော့ဒါကိုယ်တိုင်လည်းအဲ့လိုမျိုးလုပ်ခဲ့ရပါပေါ့နော်ဆိုတော့ဒါကတစ်ခုပါနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ immigration ကိစ္စပေါ့နော်ကိုကဒါလာဖို့ဖြစ်သွားပြီ visa တွေဘာတွေလဲရသွားပြီနောက်ဆုံးအဆင့်ဖြစ်နေပြီပေါ့နော်လေလက်မှတ်ဝယ်ပြီးတော့ဖင်လန်ကိုရောက်လာမယ်ဒါပေမဲ့ဆုံး process ဖြတ်ကြရမယ်အရေးကြီးဆုံးအဆင့်ကြီးရှိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့ immigration ပါဆိုတော့ immigration မှာတသေးချာလေးစိတ်ကတော့လှုပ်ရှားလူတိုင်းလှုပ်ရှားမှာပဲပေါ့နော်ဒါပေမဲ့တသေးချာရဲဝင်းနဲ့ကိုပြောသူတို့မေးတာကိုအပိုလိုမရှိဘဲနဲ့ပြောပါလို့ပြောချင်ပါတယ်မလိုအပ်တာကြီးမပြောနဲ့ပေါ့နော်နောက်တစ်ခုကကျတော့ English လိုပဲသုံးပြီးတော့ပြောလို့ပြောချင်ပါတယ်ဖင်းလိုမျိုးကအရန်ကျွမ်းနေကို confidence ရဆိုလို့ရှိရင်တော့ပြောပေါ့နော်သူတို့ကိုယ်တိုင်ကလည်းကိုကြည့်ရတယ်သိရနိုင်ငံခြားသားဖြစ်နေရဆိုတော့ English လိုပဲပြောပြီးရဒါပေမဲ့အဲ့မှာက English လိုလည်းမပြောတတ်ဘူးလို့တော့မလုပ်နဲ့ပေါ့နော် English လိုလည်းနည်းနည်းလောက်အဲ့လိုမျိုးတီးမိခေါက်မိဖြစ်အောင်လို့တော့ပြောလာခဲ့ပေါ့နော်သူတို့နဲ့ communicate လုပ်ဖို့အတွက်ဒါပေမဲ့နောက်ဆုံးအဆင့်ထိကိုက English လိုလည်းမပြောတတ်ဘူးဖင်းလိုမျိုးလည်းအဲ့လိုမျိုးနည်းနည်းလေးပြောရတာ excited ဖြစ်နေရဆိုလို့ရှိရင်သူတို့ translator တွေဘာတွေတော့ရှိပါတယ်ကိစ္စတော့မရှိဘူးပေါ့နော်ဒီ immigration ရဲတွေမှာဒါပေမဲ့အဲ့ဒါအဓိကမဟုတ်အဓိကပြောချင်တာလေသူတို့သူတို့ translator ပဲသုံးကိုယ်တိုင်ပဲပြောသူတို့မေးတာကိုတိတိကျကျနဲ့မေးအတိုင်းပဲဖြေပေါ့နော်ဥပမာနေဘာလာလောက်တာလဲចောင်းလာတက်တယ်နော်ဘယ်ចောင်းမှာလဲဘယ်မြို့မှာလဲဒါပဲပြောမဆိုင်တိုင်းမပြောနဲ့ပေါ့နော်ငါမှအကိုရှိအကိုကငါ့ကိုပတ်စံဘလောက်ပေးရပါညာအဲ့လိုတွေမပြောနဲ့ပေါ့နော်မေးအတိုင်းပဲဖြေပါဆိုတော့ဒါလေးကတစ်ခုပေါ့နော်နောက်တစ်ခုကကျတော့ကို show money ပြထားတဲ့ပတ်စံအတိုင်းသူတို့ရဲ့ဒီ immigration မှာလဲအဲ့ဒီအတိုင်းကိုပြန်ပြပေးပါကိုကပတ်စံအရွက်တွေထုတ်လိုက်ဆိုလို့ရှိရင်အရွက်မှထားပါတော့နော်6000ဆိုလို့ရှိရင်6000ပေါ့ဒါဥပမာပေးရပါသူတို့တေးကြတယ်ထုတ်စစ်ပါတယ်ထုတ်မစစ်ဘူးဆိုရဲလူကလေတော်တော်ကြီးကိုကန်ကောင်းလို့ပါဒါမှမဟုတ် transit flight နဲ့လာလို့ပဲဖြစ်ထုတ်မစစ်တာဖြစ်မယ်ပေါ့နော်ကိုက direct airline နဲ့လာတဲ့ဥမာဂျားက EU ဘယ်နိုင်ငံကိုမှမခံဘဲနဲ့ fin ကို direct ဝင်နေအခုမှ
ဝင်တဲ့လူဆိုလို့ရှိရင်တေချာရထုတ်စစ်တယ်ပေါ့နော်ចောင်းသားလည်းဖြစ်တယ်ရှိုးမနီပြထားတဲ့ပတ်စံအတိုင်းသူတို့ထုတ်စစ်တယ်ထုတ်ရည်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကတေချာလေးဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောမလဲပြစုံလေးပြပေးလိုက်ရင်ဘာမှစိတ်ပူစရာမလိုပေါ့နော်ပြီးရင် okay သွားပါလိမ့်မယ်ဆိုတော့ဒီ immigration ဖြတ်တဲ့နေရာမှာတော့ကိုကအခုမှပထမဦးဆုံးအကြိမ်ဖြစ်တယ်ဆိုလို့ရှိရင်တကယ်စိတ်တော့လှုပ်ရှားမှာပဲပေါ့နော် immigration ရဲကြီးကလည်းအဲ့လိုမျက်နှာတီတန်ရင်းနေရဆိုတော့လေစိတ်လှုပ်ရှားမှာပဲဒါပေမဲ့ကြောက်ပြီးတော့အဲ့လိုမျိုးတခုခုမှားပြောတာမျိုးတွေဘာတွေမဖြစ်စေနဲ့ပေါ့နော်တကယ်လို့သူတို့မတင်ကောင်းဆိုအနောက်က trace လိုက်တာနဲ့အဲ့လိုစစ်တာဘာညာနဲ့ကိုယ့်အတွက်ပို့ပြီးတော့ပြင်ပန်းစီလို့ပေါ့နော်ဆိုတော့ immigration ကတော့ဒါနောက်ဆုံးကိုဖြတ်ကျော်ရမယ်အဆင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးကိုတတိလေးထားပြီးတော့တေချာလေးဒီအတွက်ပြင်ဆင်တာပေါ့နော် documents တွေကို file တစ်ခုလေးနဲ့ကိုယ့်ရဲ့ဒါဒီ luggage တွေမထည့်ဘဲနဲ့လေကိုယူလာတဲ့အိတ်ထဲမှာပဲစုထားပေါ့နော်ဥပမာ passport ရဲ့ဒီရထားတဲ့ဒီနိုင်ငံဝင်ခွင့်ကတ်ရဲ့resident permit ကတ်ရဲ့ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲ cash ထုတ်ထားတယ်ပေါ့နော်ပတ်စံရွယ်ဒါမှမဟုတ်လေကိုဘန်ထဲကိုတချို့တဝက်ထည့်ထားတယ် cash ကတဝက်ထုတ်လိုက်ဒါဆိုလို့ရှိရင် bank statement ရဲ့သုံးလို့ရချောင်းတက်တည်ပြရမယ်ဟာရဲ့အကြောင်းကနေကိုယ်လက်ခံထားတဲ့ acceptance letter တွေကို print ထုတ်လာခဲ့ပေါ့နော်အကောင်ဖုန်းထဲကနေပြလဲရပါတယ်အဲ့ဒါတော့ကိစ္စမရှိဘူးအဲ့လိုမျိုးဒီတစ်ခါလေးတစုတစည်းရဲ့ထည့်ထားပြီးပေါ့နော်ထည့်ထားပေါ့နော်ထည့်ထားပြီးတဲ့အခါမှာတို့တောင်းလို့ရှိရင်ဒါစုစုစည်းစည်းနဲ့ပြလိုက်လို့ရပါတယ်ဒါကတစ်ဖြတ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါဒီအဆင့်ကိုဖြတ်ကျော်ပြီးသွားပြီဆိုရင်လုံးဝဖင်လန်မျိုးကိုအခြေချလို့ရသွားပြီပေါ့နော်ဆိုတော့အဲ့ဒီမှာနောက်ဆုံးအနေနဲ့ suggest လုပ်ချင်တာကဘာလဲဆိုတော့experience ကိုအခြေခံပြီးပြောရမယ်ဆိုလို့ရှိရင်အမြဲတမ်းသူများထက်တပန်းတာခြင်းနဲ့ဘယ်နေရာမှာမဆိုးပေါ့နော်ကျောင်းစာသင်ခန်းထဲမှာပဲဖြစ်ဖြစ်အလုပ်မြင်မြင်ရချင်တာပဲဖြစ်ဖြစ်သူများထက်တပန်းတာခြင်းနဲ့ဆိုလို့ရှိရင်ဖင်းစာကိုမပြတ်လေးလာပါလို့ပြောချင်ပါတယ်ဖင်လန်ရောက်ပြီးငါကျောင်းတက်ရပြီဆိုပြီးတော့ပျော်ပြီးတော့စားလုပ်တာကြီးလည်းမမေ့သွားနဲ့ပေါ့နော်ဆိုတော့ဒီလိုမျိုးဒီမာနေရဲ့တောက်လျှောက်လုံးကဒီ language ကြီးကိုပဲသုံးပြီးတော့ပြောရမှာနေရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်အတွက်ဒါပံ့ပိုးမှုတွေအများကြီးဒီ language ကလုပ်ပေးနိုင်နေပေါ့နော်ဆက်ပြီးတော့လည်းလုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ language လေ့လာတာကိုပို့ပြီးတော့အရင်ထက်အားထုတ်စေချင်တယ်အဲ့ဒီအခါမှာသူများနဲ့ရှင်လို့ရှိရင်ဘယ်နေရာမှာဖြစ်ဖြစ်ပေါ့နော်ခုနပြောသလိုကျောင်းမှာပဲဖြစ်ဖြစ်အလုပ်ထဲမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာမဆို language ရထားတဲ့သူကတပန်းတာနေမှာပေါ့နော်ဒါဆိုရင်အခုပြောသွားတဲ့ဟာတွေအကုန်လုံးကဒါကိုဘယ်လိုမျိုးလက်ရှိမှာလာခင်ပြီးဖြစ်နေပြီဘယ်လိုတွေပြင်ဆင်လာရမလဲဆိုပြီးတော့ဒါမေးထားကြတဲ့သူတွေအတွက်ပေါ့နော်ဒီဟာလေးကိုလုပ်ပေးလိုက်တာဖြစ်ပါတယ်